ခင်ဖြစ်သူကမိုက်ကိုတပ်ဖို့အချိန်နီးလာတာကိုသိနေတဲ့ဂျိုအေဟာရေခဲတစ်တာထဲမှာအချိန်တော်ကြာလှုပ်ဝက်သိမ်းထားတဲ့သတင်းစာတစ်စောင်ကိုထုတ်ကြည့်လိုက်ပါတယ်။အဲ့ဒီသတင်းစာထဲမှာမြေအောက်မှာပုံခုနေတဲ့တက်တက်လွတ်စားသူများအဖွဲ့ရဲ့တဲလွန်စားတွေပါရှိနေပါတယ်။သူတို့ဟာလူသားတွေကိုအစားအစာဖြစ်စားသုံးတာကိုညှင်းဆန်တဲ့တော်လိုင်းရေးသမားတွေဖြစ်ပြီးမြေပေါ်ကလူတွေရဲ့လိုက်လံဖန်ဆီးမှုကြောင့်မှောက်မိုက်တဲ့မြေအောက်ပိုက်လိုင်းတွေထဲမှာပုံပြီးအသက်ရှင်နေကြရတာပါ။ဂျိုအေကသတင်းစာထဲကအမှတ်သားနေရာကိုရောက်သွားပေမဲ့အစပိုင်းမှာဘသူကိုမှမတွေ့ရပါဘူး။ကောလာဟာလာတွေပဲဖြစ်မယ်လို့ထင်နေချိန်မှာရုတ်တရက်အော်ဟစ်တန်တစ်ခုကြားရပြီးလူတစုကဝိုင်းထွက်လာပါတယ်။သူတို့ဟာသတင်းစာတွေကတက်တက်လွတ်စားသူတွေပါဂျိုအေကမိုက်ကိုကယ်ပေးဖို့တောင်းဆိုပေမဲ့သူတို့ကမြေပေါ်လူတွေရဲ့လိုက်လံဖန်ဆီးမှုကိုကြာရှည်ခံစားလာရတာကြောင့်ဘသူကိုမှမယုံတော့ပါဘူး။ဒါကြောင့်ဂျိုအေကိုလူသက်သမားကလွတ်လိုက်တဲ့သူရှိုတယောက်လိုထင်ပြီးဖမ်းချုပ်ထားလိုက်ကြပါတယ်။အဲ့ဒီအချိန်မှာဂျိုအေကရုန်းကန်ရင်မြေပေါ်မှာရှိတဲ့ပြောင်းမှုစေးတွေကိုမတော်တဆတိုက်ချမိပါတယ်။ပြောင်းမှုစေးတွေမြေပြင်ပေါ်ပြန့်ကျဲသွားတာနဲ့အားလုံးကလှုပ်လက်ကိုချက်ချင်းရက်လိုက်ကြပါတယ်။ဘာကြောင့်လဲဆိုတော့ဒီမြို့မှာအစားအစာကအလွန်ရှားပါပြီးပြောင်းမှုဟာရွှေထက်တောင်တန်ဖိုးရှိနေတဲ့အတွက်ပါ။သူတို့ရဲ့တုတ်ပြန်မှုကိုမြင်လိုက်တာနဲ့ဂျိုအေကဖခင်တူလောင်ထားတဲ့အစားအစာတွေကိုမိုက်ကိုကယ်ပေးဖို့အလဲအလဲလုပ်မဲ့အရာဖြစ်အသုံးချလိုက်ပါတယ်။အစားအစာပမာဏကအလွန်များပြားတာကြောင့်သူတို့လည်းနောက်ဆုံးမှာသဘောတူလိုက်ကြပါတယ်။တစ်ဖက်မှာတော့တက်သမားဖြစ်သူကလည်းသူ့ရဲ့နောက်ထပ်အမဲလိုက်စီစဉ်ကိုစတင်နေပါပြီ။သူကတိုက်ခန်းထဲကအဖွားအိုတယောက်ကိုရွေချက်ရှိခြောက်လန့်ပြီးအော်ဟစ်အောင်လုပ်ပါတယ်။ဒီတက်သမားမှာထူးခြားတဲ့စီးမြင့်တစ်ခုရှိပါတယ်။ညဘက်မှာတားကောင်ကလှေကားလန်းနဲ့ဝင်လာမှသာတတ်မယ်ဆိုတာပါ။ဒါပေမဲ့မိုက်ကတော့အိပ်ပျော်နေလိုက်တာအရန်ကောင်းလို့အဖွားအိုကဘလောက်ပဲဘသူမှထွက်မလာပါဘူးတက်သမားကသူ့အစီအစဉ်မအောင်မြင်တော့ဘူးလို့ထင်နေချိန်မှာအပေါ်ထက်ကနေလူတစ်ယောက်ဆင်းလာပါတယ်နောက်တစ်နေ့ဂျိုအိုင်အိမ်ပြန်ရောက်လာတဲ့အခါအိမ်ကြီးချင်းစီကနေမင်းညကအမျိုးသားတစ်ယောက်ရဲ့အော်ဟစ်တန်ကြားခဲ့တယ်ဆိုတာသိလိုက်ရပါတယ်ဒါကြောင့်ငှက်ရှိတဲ့အခန်းကိုအမြန်ပြေးသွားပါတယ်အဲ့ဒီအခါမှာတော့အားလုံးကမိုက်ရဲ့အကြံစီဖြစ်နေကြောင်းသိလိုက်ရပါတယ်သူကိုယ်တိုင်အတန်ပြုတ်လုပ်ပြီးဂျိုလေးကိုပါထိတ်လန့်အောင်နောက်ခဲ့တာပါဒါပေမဲ့မင်းညကတကယ်အော်ဟစ်ခဲ့တဲ့အမျိုးသားကတော့ဒီမြို့မှာနေထိုင်တဲ့တခြားသူတစ်ယောက်ဖြစ်ပါတယ်သူကတက်သမားရဲ့တက်ဖြတ်စည်းမျဉ်းကိုမတော်တဆဖြည့်ဆည်းမိသွားတာကြောင့်တက်သမားဟာမိမိကိုမိမိမထိန်နိုင်တော့ဘဲသူ့ပေါင်ကိုခုတ်ဖြတ်လိုက်ပါတယ်နောက်တနေ့မှာတော့အဲ့ဒီအသားကမိုက်အစားတိုက်ခန်းနေထိုင်သူတွေရဲ့အစားအစာဖြစ်သွားပါတယ်အဲ့ဒီနောက်တက်လွတ်စားသူတွေဟာသဘောတူထားတဲ့အတိုင်းတိုက်ခန်းထဲကိုတိတ်တဆိတ်ဝင်ရောက်ပြီးမက်ကိုကယ်ဖို့စူးစမ်းကြပါတယ်ဒါပေမဲ့သူတို့ရဲ့မြေပုံကအယမ်းညံ့ပြင်းလွန်းတာကြောင့်မြေအောက်ပိုက်လိုင်းထဲမှာလမ်းပြောက်သွားကြပါတယ်တချို့ဆိုရင်နေထိုင်သူတွေရဲ့အခန်းထဲကိုတောင်မှားပြီးဝင်သွားကြပါတယ်တစ်ချိန်တည်းမှာပဲတက်သမားကသူ့ရဲ့ချစ်သူနဲ့မိုက်ကိုဘယ်လိုလုပ်ရမလဲဆိုတာဆွေးနွေးနေပါတယ်ဂျိုဝီကမိုက်ကိုဘယ်လောက်ပဲကာကွယ်နေပါစေတိုက်ခန်းတစ်ခုလုံးအတွက်အစားအစာဆက်လက်ရရှိဖို့ဆိုရင်မက်ကိုတက်ရမယ်လို့သူဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီအချိန်မှာတက်သမားရဲ့ချစ်သူကမိုက်ရှိတဲ့အခန်းထဲကိုဝင်လာပြီးသူနဲ့အတူကာဖို့ဖိတ်ခေါ်ပါတယ်အဲ့ဒီမြင်ကွင်းကိုဂျိုဝီမတော်တဆမြင်သွားပြီးမိုက်ကသူ့ကိုတစ္ဆာဖောက်နေတယ်လို့ထင်ကဝမ်းနေပြီးထွက်ပြေးသွားပါတယ်မိုက်ကလည်းဂျိုလိုက်နောက်ကိုလိုက်ပြီးရှင်းပြပါတယ်နောက်ဆုံးမှာအဲ့ဒီအမျိုးသမီးဟာမိုက်ကိုကြိုက်လို့လာတာမဟုတ်ပဲသူမရဲ့အရင်ကတင်ဆက်ခဲ့တဲ့သူအစီအစဉ်ကိုရုံမြင့်တန်ကြားမှာပြန်လည်ထုတ်လွှင့်တော့မယ်ဆိုတာလာပြောတာသာဖြစ်ကြောင်းသိလိုက်ရတဲ့အခါဂျိုလည်းစိတ်ဆိုးတာကိုရက်လိုက်ပါတယ်ဒါပေမဲ့တိုက်ခန်းထဲမှာတော့နောက်ထပ်အနေရတစ်ခုစတင်နေပါပြီထူးဆန်းတဲ့ဝါသနာရှိတဲ့အမျိုးသမီးတစ်ယောက်ကထပ်မံပြီးကိုတက်သေးဖို့ကြံစီနေပါတယ်သူမကကြိုးတစ်ချောင်းကိုတကားလက်ကင်နဲ့တနက်ခလုတ်ကိုချိတ်ထားပြီးခင်မွန်းဖြစ်သူတကားဖွင့်လိုက်တာနဲ့တနက်ပြစ်ထွက်အောင်စီစဉ်ထားပါတယ်ဒါပေမဲ့တနက်ပြောင်းကရုတ်တရက်လမ်းလွဲသွားပြီးကြည်စံကသူမလည်းပင်မှာခြိထားတဲ့ကြိုးကိုပဲဖျက်သွားပါတယ်ပြုတ်ကျသွားတဲ့ရေခွက်ကလည်းမီးလောင်နေတဲ့ပလင်းကိုငိမ့်သွားစေပါတယ်သူမတောက်ထားတဲ့ဆေးတွေကလည်းအန်ထွက်သွားပါတယ်တခုချင်းစီမအောင်မြင်သွားပေမဲ့လင်မယားနှစ်ယောက်လုံးဘာမှမသိကြပါဘူးအခန်းထဲမှာဓာတ်ငွေတွေပြည့်နှက်နေပြီးခင်မွန်းဖြစ်သူကမီးကလုတ်ဖွင့်လိုက်တဲ့အချိန်မှာထွက်လာတဲ့မီးပွားကြောင့်အခန်းတစ်ခုလုံးပောက်ကွဲသွားပြီးနှစ်ယောက်စလုံးသေဆုံးသွားကြပါတယ်